အရင်ကဆိုင်းထွက်ပန်ကိုအခုလက်ရှိဆိုင်းထွက်ပန်ကမြင်ရင်ဘာပြောချင်လဲအရင်တော့ဆိုင်းထွက်ပန်နဲ့အခုအန်ထွက်ပန်အရင်ပြောင်းလဲလာဆိုင်းထွက်ပန်အနေနဲ့ပေါ့လीနော်ဒါဒူဘိုင်းကိုရောက်တဲ့အချိန်မှာ culture shock မျိုးဘာတွေဖြစ်ခဲ့ဘူးလဲ You have to learn by yourself first တခြားလူမလေးလာခင်တခြားလူတွေမဆက်စုခင်ကိုယ့်အကြောင်းအရင်ဆက်စုရမယ်ပေါ့နော်ကိုယ် independent ဖြစ်ချင်တယ်ဆိုကိုယောက်ျားကောင်တစ်ယောက်ဖြစ်ဖို့ဆိုရင်ဘယ်ချက်တွေရှိဖို့လို့လဲ Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒူဘိုင်းကနေဖိတ်ခေါ်ထားတဲ့ဒါ guest တယောက်နဲ့မိတ်ဆက်ပေးပါမယ်သူကတော့ Sang Tran Pan ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Beyond Border podcast လို့ခေါင်းစဉ်ပေးထားပါတယ်ဒါကျွန်တော်တို့မြန်မာလူငယ်တွေသွားနေကြပေါ့လေနော်အများကြီးနေထိုင်ပြီးအလုပ်တွေစူးစမ်းရုန်းကန်နေရတဲ့ဒူဘိုင်းအပြင်ပန်းချင်း luxury ဆန်တယ်ရန်ကိုလာတဲ့မြို့ရဲ့နောက်ွယ်ကအမှန်တရားတွေလက်တွေ့ဘဝအကြောင်းတွေကိုဒါကျွန်တော်တို့ဒူဘိုင်းမှာလက်ရှိနေထိုင်နေတဲ့ Sang Tran Pan နဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆရာမရေမင်္ဂလာပါနေကောင်းရလားတကယ်ချင်းရေ All right okay ကောင်းပါတယ်ဆိုတော့အခုဒူဘိုင်းမှာဘယ်ချိန်လောက်ရှိမလဲဗျအခုအချိန်ကတော့3:05 မိနစ်ရှိနေပြီ Very good ဒီဖြစ်လေကျွန်တော်ရန်ကုန်မှာတော့အခုတော်တော်လေးပူနေတယ်ရာသီဥတုတွေဆိုတော့မီးတွေလည်းပြတ်ရေတွေကလည်းမလာပေါ့လေဒါပေမဲ့အခုဒူဘိုင်းမှာကျတော့ဘယ်လိုအဆင်ပြေလဲဒါနိုင်ငံရေးအခြေအနေတွေအရဆိုရင်ရာသီဥတုတွေပြီးရင်တခြားအဆင်ပြေတာလေးတွေရှိတာဟုတ်ပါတယ်အခုချိန်ကျတော့ဒူဘိုင်းမှာကျတော့နိုင်ငံရဲ့အခြေအနေကတော့ဟုတ်ကဲ့အရင်ဖြစ်တာမဟုတ်ဒါပေမဲ့အခြေအနေကမကောင်းတဲ့တဲမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့အားလုံးကအဆင်ပြေပါတယ်အဲ့နိုင်ငံရဲ့အခြေအနေတစ်ခုပဲပေါ့နော်မီးရအကုန်လုံးအဆင်ပြေပါတယ် Okay အဲ့ဒါတော့အရင်ကောင်းတယ်ပေါ့နော်ဘာဖြစ်ဖြစ်မီးမှန်နေတယ်တော်တော်လေးအဆင်ပြေတယ်ဒါလောက်ရ online ကနေတော်တော်လေးဘယ်လိုပြောမလဲ communication လုပ်ရတာလေတော့တော်တော်လေးအဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတော့ခုချိန်မှာကျွန်တော်မီးမမှန်ဘူး line မမှန်ဘူးပေါ့လေနော် Alright ဒါဆိုရင်ကျွန်တော်တို့ဆန်ရပါဒူဘိုင်းကိုစရောက်တဲ့အချိန်ကဘယ်နှစ်ခုနှစ်လဲပြီးတော့ဘယ်ချိန်လောက်စရောက်ဖြစ်တာလဲဗျဒူဘိုင်းကိုကြတော့စလာခဲ့တာ2000နဲ့မှ23ပေါ့နော်ဒီဇင်ဘာမှာစလာခဲ့တာပေါ့အခုဆိုရင်တစ်နှစ်လောက်ပြည့်ပြီပေါ့နော်ဒူဘိုင်းကိုသွားဖို့ဆုံးဖြတ်လိုက်တော့မြန်မာပြည်ကကိစ္စတွေအလုပ်တွေပေါ့လေနော်အကုန်လုံးကိုခြံထားပြီးဒူဘိုင်းကိုသွားလိုက်တဲ့အဒစ်ကဒူဘိုင်းကိုသွားဖြစ်တဲ့အကြောင်းရင်းကဘာကြောင့်လဲပေါ့နော်ဘာကဆိုင်းထွန်ပန်ကိုဒါပြင်းထန်ဆုံးတွန်းအားပေးဖြစ်လို့ဒူဘိုင်းကိုရောက်သွားတာလဲကိုကအရင်တည်းကပေါ့နော်ကိုကနိုင်ငံခြားကိုသွားရတာကြိုက်တယ်ပြီးကြတော့အဓိကတော့ကိုရဲ့မိသားစုကို support လုပ်ချင်လို့ပေါ့နော်ပြီးတော့ကိုတိုင်လည်းကိုဘာဖြစ်ချင်လဲဆိုတာကိုမသိသေးဘူးပြီးကြတော့အဲ့ဒီအတွက်ကြောင့်ကိုတိုင်လည်းအလုပ်လုပ်ချင်တယ်အလုပ်လုပ်ပြီးတော့မိသားစုကိုsupport ပေးချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရောက်လာခဲ့ Okay မသွားခင်ကတော့ကိုစိတ်ကူးထဲမှာတော့တမျိုးဖြစ်ရင်ဖြစ်လိမ့်မယ်ပေါ့ဒါပေမဲ့ဒူဘိုင်းကိုစရောက်တဲ့အချိန်ပထမဆုံးကြုံရတဲ့အခက်အခဲတွေကညဝပေးပါဘာတွေများဖြစ်မလဲအခက်အခဲဆိုရင်ကတော့ language ပေါ့ language ဒါကိုကဘယ်တော့မှအမှန်ဆုံးပဲဒီမှာမတူညီရဲ့ပေါ်ခိုင်ဖက်တယ်အများရှိတယ်ကလားရရှိတယ်ပြီးတော့နေပါပေါ့နော်မျိုးဖိလစ်ပင်းကလူတွေရှိရဲဆိုတော့သူတို့နဲ့ communicate လုပ်ရဖို့အတွက်သူတို့ရဲ့communication ဘိုင်းကို absorb အရင်လုပ်ရပါပေါ့နော်ဒီလိုမျိုးတွေ language barrier ရှိရဲပြီးကြတော့ဒီဒူဘိုင်းမှာရှိရဲသူတို့ရဲ့စီမင်းစီကန်းတွေပေါ့နော်အဲ့အရာတွေကိုလေ့လာရမယ်ပေါ့အဲ့ဟုတ်မှန်နေကြမြကျွန်တော်လည်းအဲ့ဒါတတိထားမိတယ်ပေါ့လေနော် Sang Tran Pan ကို online ကနေကျွန်တော်မြင်ရတဲ့အခါမှာဒါနိုင်ငံတော်တော်များများနဲ့တူဒါအလုပ်ရတာမြင်ရတယ် African ဖြစ်ဒါ Pakistan Indian ဖြစ်ပေါ့လေနော်အများကြီးပဲဆိုတော့English ကဘယ်လောက်ထိအရေးပါလာလဲပေါ့နော်ဒီနေရာမှာမြန်မာပြည်မှာလည်းကိုယ်နှစ်ပေါင်းများစွာလေးလာပြီး confidence ရှိပြီပေါ့လေဆိုတော့ဟိုရောက်လို့ရှိရင်ဘယ်လောက်ထိခက်ခဲလဲတကူတကပြန်လေးလာရတဲ့အဆင့်တွေရောက်လာဗျဟုတ်တယ်တကယ်တော့ပြန်ပြီးလေးလာတဲ့အရာရှိရယ်အဲ့ဒါဘယ်အပိုင်းလဲဆိုတော့ကိုယ့်ရဲ့ career ဘိုင်းပေါ့နော်ကိုကအခုက hotel ဘိုင်းကိုလုပ်လိုက်တယ် hotel ဘိုင်းကစလုပ်လိုက်တယ်ဆိုရင် hotel မှာရှိရဲ့သူ့ရဲ့အလုပ်အကြောင်းလေ့လာရမယ်ကိုကစားတော့ဆိုင်မှာအလုပ်လုပ်တယ်ဆိုရင်စားတော့ဆိုင်မှာရှိရဲ့ menu တွေကိုလေ့လာရမယ်ဒါလည်း English တစ်ခုပဲအစားအသောက် menu ဘိုင်းတွေလေ့လာရမယ်ပြီးကြ hotel ကဒီသူတို့တုံးတယ်ပေါ့နော်စကလုံးတွေကိုကလေ့လာရမယ်နော်ဆိုတော့အမြဲလေ့လာနေရပါပေါ့နော် English ဆိုအဆင်မပြတ်ဒါမှကိုကပုံမှန်တိုးတက်ဒူဘိုင်းဆိုတာကအလုပ်ချိန်အများများတယ်ဆိုတော့ Sang Tran Pan ပြင်ပတဲ့အချိန်တွေမှာဒါ
ခုကိုဆက်လုပ်ဖို့အတွက်ပေါ့လေနော်မထားခြင်းတာဖြစ်ဖြစ်ဒါနားနေခြင်းတာမျိုးဖြစ်ဖြစ်ပေါ့လေဆိုတော့ဒီလိုချိန်မှာဆိုင်းတော့မှအနေနဲ့ဒါလုတ်ကိုလုတ်ရဖို့ပေါ့လေ discipline အပိုင်းကိုဘယ်လိုမျိုးဒါလေ့ကျင့်လဲ build up လုပ်လဲဆိုတာမြောက်ကိုပြပါအောင်အဲ့ဒီဘိုင်းမှာဆိုရင်ဟုတ်တယ်ပေါ့နော်ဒါမှန်တယ်ဒီဒူဘိုင်းမှာအလုပ်လုပ်ရင်ကအလုပ်ချိန်အများများရပေါ့နော်အဲ့အချိန်အများအပြည့် hospitality ဘိုင်းဆိုရင်ဒီ schedule တွေကအများ changes ဖြစ်နေဆိုတော့အဲ့ဒီအချိန်မှာကိုအရန်ပင်မတဲ့အခါရှိရဲအဲ့အချိန်ကျရင်ကိုပေါ့ကိုတွန်းအားပေးလဲဆိုတော့ကိုဘာဖြစ်လို့ဒီအလုပ်ကိုရွေးချယ်ခဲ့ရလဲအဲ့ကို remind လုပ်တယ်ပြီးကြတော့ကိုဒီအလုပ်ကြောင့်မလို့ပေါ့နော်ကိုစားချင်တာစားလို့ရတယ်ပြီးကြတော့ကိုမိသားစုကိုလည်းကိုညီနိုင်တယ်ပြီးတော့သူများကိုလည်းကိုတက်နိုင်မြတ်ကိုညီနိုင်တယ်ပေါ့နော်ဒီအလုပ်ကြောင့်မလို့အဲ့လိုမျိုးတွန်းအားတွေယူရဲပြီးတော့ကိုပြမတဲ့အခါကျရင်ကိုစားချင်တဲ့အရာဝယ်စားရပေါ့အဲ့လိုမျိုးနဲ့ကိုခွန်အားရအောင်လုပ်တာပေါ့ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျာဆိုတော့ပြကိုအလောက်ကနေရတဲ့ဝင်ငွေပေါ့လीနော်ပတ်စံတွေကိုဒါစားကျင်တာဒီပိုင်းဆိုတာကစားကျင်စရာတွေအများကြီးပဲပြီးရင်သုံးကျင်တာတွေဝေကျင်တာတွေအများများလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဆိုင်တွေမှာရရတဲ့ဒါဝင်ငွေတွေကိုပြောမယ်ဆို financial ကိုဘယ်လိုမျိုး management လုပ်လဲရရမြပတ်စံတွေအကုန်သုံးပြတာမျိုးဆိုတော့အဆင်မပြေလောက်ဘူးပေါ့လေနော်လူတွေများများကအလုပ်တော့အရန်ကြိုးစားတယ်ဒါပေမဲ့လောက်ကုန်လို့ရှိရင်ဒါပတ်စံဝင်ငွေမကြံဘူးပေါ့လေဆိုတဲ့အခါမှာသုံးကျင်စိတ်ဝေကျင်စိတ်တွေနဲ့ဒါကိုရတဲ့ဝင်ငွေတွေကိုဒါဘယ်လိုမျိုးmanage လုပ်လဲခင်ဗျာဟုတ်ကဲ့ကိုပေါ့နော်ဒီလိုမျိုးလက်စာရတဲ့အခါကျရင်ပထမဆုံးတော့ကိုဖះကိုအရင်တက်အနံတယ်ပေါ့နော်ကိုရရလာစားတွေကပြီးကြတော့တန်တာကိုကြတော့ကိုအရန်လိုတဲ့ဟာဆိုရင်ကို save ရမယ်ပတ်စံနဲ့ save တယ်ပြီးတော့ကိုလိုတဲ့အားဆိုရင်ဒီတစ်လားဆိုရင်130မယ်ကိုရဲ့အစားအသောက်အတွက်အဲ့လိုမျိုးတတ်မှတ်ထားတယ်ပေါ့နော်ပြီးတော့ကိုမိသားစုကိုလည်းတဝက်လောက်ပေါ့နော်အဲ့လိုမျိုးပတ်စံတွေပို့ရပေါ့နော်ဆိုတော့အကောင်းဆုံးကတော့လိုအပ်တာကိုပဲအရင် list လုပ်ထားကောင်းတယ်ပေါ့နော်ဒီတစ်လားမှာကိုကဘာလိုအပ်တာလဲကိုအဝတ်စားတွေလိုအပ်တာလားဒါမှမဟုတ်လည်းတခြားကိုကတခုခု investment လုပ်ရမှာလားပေါ့နော်အဲ့လိုမျိုးကိုတခုဝယ်လိုက်ပြီဆိုရင်အဲ့အရာကိုသက်ပါအကျိုးရှိမလဲအဲ့အရာအများစဉ်းစားမိတယ်ပေါ့နော်စဉ်းစားပြီးမှကိုယ့်ရဲ့ပတ်စံတွေကိုတေချာ manage လုပ်တယ်ပေါ့ကောင်းလိုက်တာဒါနဲ့မိသားစုဆိုလို့ပေါ့လीနော်ဒါမြန်မာပြည်မှာကဒါကိုယ်တိုင်မရှိနေဘူးပေါ့လीနော်မိသားစုနဲ့အတူမရှိနေတဲ့ခါမှာဒါမိသားစုတစ်ခုခုဒါအခက်ခဲကြုံရင်ဖြစ်ပေါ့လीနော်ကိုတိုင်မကူညီဘေးနားမှာမရှိနေတဲ့ခါမျိုးတွေမှာဒါဘယ်လိုမျိုးစိတ်ခွန်အားပေးလို့ရှိလဲမိသားစုနဲ့ဘယ်လို communicate လုပ်ဖြစ်လဲခင်ဗျာဟုတ်တယ်ပေါ့နော်ကိုအဲ့အချိန်တွေမှာဆိုရင်အဲ့အချိန်ကကိုအလုပ်လုပ်တယ်ပေါ့နော်အဲ့အချိန်နိုင်ငံရဲ့အစီအပြေကိုမိသားစုကလည်းခြောင်ပေးရတဲ့အချိန်ရှိတယ်အဲ့အချိန်တော့ဆိုရင်ကိုဘယ်လိုမျိုးလုပ်လဲဆိုတော့ငိုခဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုစိတ်မကောင်းကိုအဲ့အချိန်ကိုသူတို့ဘေးနားမှာကိုပါပြောလဲဆိုတော့သူတို့နဲ့ဗီဒီယိုခေါ်လုပ်တယ်ပြီးကြတော့ဘာမှစိတ်မပူနဲ့ပေါ့နော်ကိုဆူတောင်းပေးမယ်ပေါ့နော်ဖခင်ကျွန်တော်မိသားစုပေါ်မှာအမြဲရှိရဲ့ဟုတ်ကဲ့အဲ့လိုမျိုးတော့အားပေးမှကိုယ်စိတ်ကိုလည်းညင်အောင်ကြိုးစားရပါတော့။ရားတကယ်ကောင်းမြတ်ပါတယ်။ဟုတ်အခုအခြေအနေကျမ်းမာဆိုတာနဲ့နေနိုင်တာဖခင်ကျေးဇူးပဲပေါ့။မှန်ပါတယ်ခင်ဗျာမှန်ပါတယ်။ဆိုတော့ဖြစ်ဒူဘိုင်းလို့ဒါ competitive အရင်ဖြစ်တယ် challenge အရင်ဖြစ်တယ်ပေါ့လीနော်ဒါကိုရဲနေလို့မရဘူးပေါ့လူတွေကအမြဲတမ်းစူးစမ်းနေတယ်ပြီးရင်ဒါတခြားနိုင်ငံကတူတွေနဲ့ပါအလုပ်တွဲလို့ရတဲ့အခါမျိုးမှာဆိုင်းတွက်ပန်ကအထူးသဖြင့်ဒါမြန်မာပြည်သားဖြစ်နေတယ်ပြီးတော့မြန်မာပြည်သားဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ဒါမှမဟုတ်မြန်မာ passport ကိုင်နေတဲ့တယောက်အနေပဲဖြစ်ပေါ့လေဒါဒူဘိုင်းမှာမဟုတ်ဘူးပေါ့လေနော်တခြားနိုင်ငံမှာပဲဖြစ်ကျွန်တော်တို့ဒီလေစိတ်ကိုဝင်လိုက်တာနဲ့ကျွန်တော်တို့ဒါdiscriminate လုပ်ရတယ်ဒါမှမဟုတ်ရင်เนาะသူများနဲ့တန်းတူမဟုတ်တယ်လို့မျိုးခံစားရတယ်ဆိုတဲ့အခါမှာဒါစင်တပန်နဲ့နိုင်ငံတကာနဲ့အလုပ်လုပ်တဲ့ဒီ hospitality life မှာခွဲခြားဆက်ဆံတာမျိုးဒါမှမဟုတ်နေခံရတဲ့ဒီအဖြစ်မျိုးကြုံရဘူးလားတကယ်လို့ခံစားခဲ့ဘူးရဆိုရင်ကိုယ့်ရဲ့စိတ်ကိုဘယ်လိုအားပေးခဲ့လဲပြီးတော့ကောဒီအပေါ်မှာဆိုင်းထွက်ပန်ရဲ့အမြင်ကိုဘယ်လိုပြောင်းခဲ့လဲပေါ့အတိအကျပြောမယ်ဆိုရင်ပေါ့နော်ကျမဒီလိုမျိုးအနေခံရဘူးလားဆိုတော့အဲ့လိုမျိုးမခံရဘူးပေါ့နော်ဒါမဲ့ဒီနိုင်ငံမှာကျတော့ဒီလိုမျိုးခွဲခြားတာရှိတယ်လစာပိုင်းမှာဆိုရင်အနေခံတာမဟုတ်ဒါမဲ့လစာပိုင်းမှာဆိုရင်ကိုယ့်ရဲ့ Asian တွေလို့ဆိုရင်မြန်မာနိုင်ငံသားဆိုရင်လစာအများကြီးမပေးဘူးပေါ့အဲ့လိုမျိုးတော့ရှိတယ်ဒါမဲ့ကိုအလုပ်မှာဆိုရင်တခြားနိုင်ငံသားရှိပေမဲ့ကိုတိုင်ကဒီမျိုးအရင်လူတွေနဲ့ဆွတ်ဖက်ဆိုအရင်မနေဘူးပေါ့နော်။များတော့ပြင်မြန်မာကအလုပ်ကြိုးစားတယ်ကွာဆိုတော့
များတော့ဖြစ်အဲ့လိုမျိုးအနေခံတာတွေတော့တိတ်မရှိဘူးပေါ့နော်မြန်မာတော်ကြရကိုကိုလည်းအဲ့လိုအန်းစူးစမ်းဆိုတော့များတော့ဖြစ်တော့ကြိုက်ကြတာပေါ့နော်ဒီဒီဘက်မှာရှိရဲ့ဒီ employer တွေဆိုကြိုက်ကြတာပေါ့ဆိုတော့ အဲ့ဒီကူတော့တော်တော်လေးဒါသဘောကျတယ်ကျွန်တော်မြန်မာတွေကလေကိုယ်နိုင်ငံမှာတာနေရင်ပေါ့လေနော်ဒီတိုင်းနေကြတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လေသူများနိုင်ငံမှာရောက်လို့ဒီခါမှာကျွန်တော်တို့တွေကအရန်စူးစမ်းကြတယ်ပေါ့နော်ဒါအထင်သေးတာတော့မခံချင်ဘူးတို့ဘာသာတို့အထင်သေးခြင်းတင်ငါတို့ကတော့အထင်သေးမခံနိုင်အလုပ်ကိုအကုံစူးစမ်းတယ်ပေါ့ဆိုတော့ဖြစ်ဒီပါအထူးသဖြင့်ပေါ့လေဆိုင်းထွက်ပါကိုကျွန်တော်တို့မြင်ရတဲ့ခါမှာနိုင်ငံတကာနဲ့ဒါတွဲလို့နေရတဲ့မြင်တဲ့ခါမှာဆိုင်းထွက်ပါရဲ့အဓိကအမြဲတမ်း remind လုပ်နေတဲ့ mindset တွေကဘာဖြစ်မလဲဘာကဆိုင်းထွက်ပါကိုနေ့တိုင်းအဲ့ဒီလူတွေရဲ့ကြားမှာ confidence ရှိစေရတာလဲဘာ confidence ရှိစေတာလဲဆိုတော့ကိုယ့်ရဲ့အလုပ်မှာကိုကအမြင်ကိုယ့်ရဲ့စိတ်ထဲမှာ remind လုပ်တယ်ပေါ့နော်ကိုစမတ်ကြနေမယ်အဲ့လိုမျိုးပေါ့နော်ပြောရမယ်ဆိုရင်ကိုအလုံးမှာဆိုရင် confident မရှိတဲ့အချိန်ရှိမယ်ဘယ်လိုအချိန်မျိုးလဲဆိုရင်ကိုကတခုဖို့ landing မလုပ်ဘူးကွာကိုက menu ကိုမသိဘူးဆိုရင်လည်းကိုလေ့လာလိုက်ဆိုကိုမှာ confident ရှိအဲ့လိုမျိုး confident ရှိအောင်မလို့ကိုကအမြင်လေ့လာရမယ်ပေါ့နော်ဒါအဲ့ mindset လေးထားရမယ်ကိုအမြင်လေ့လာရမယ်ပြီးတော့ယူသားရမယ်ပြီးတော့ဒီ team work နဲ့လုပ်တယ်ဆိုရင်လည်းဒီလုပ်ငန်းဒီကိုရဲ့လုပ်ငန်းပေါ်ရနေလေကောင်းမွန်စွာဆက်ဆံရမယ်ကုညီရမယ်ပေါ့နော်အဲ့လိုမျိုးတူနေရာနဲ့သူရှိရပေါ့နော် mindset ဆိုတာလေဆိုတော့ဒါမဲ့အဲ့အရာကိုအမြင်consistency ပေါ့နော်လောက်ဆောင်ရမယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကိုယ်တိုင်ဟုတ်ကဲ့မှန်ပါတယ်ကျွန်တော်ကိုယ်တိုင်ဆိုရင်လည်းဒါ consistency ရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့သူတစ်ယောက်ပေါ့လေဒါလာပြီးခဲ့တဲ့လတွေမှာဆိုရင်ကျွန်တော်တာတီလေး challenge လုပ်တယ်ဂျားထဲမှာဆိုရင် consistency ပြတ်သွားတာမျိုးတွေရှိတယ်ဒါပေမဲ့တကယ်တမ်း consistency ဆိုတာကဘာကိုပြောတာလဲပေါ့လေနော်set တိုက်လုပ်ပြီးတော့ဒါလူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရက်သွားတာမျိုးရှိမှာပေါ့နော်ကျွန်တော်တို့ habits တစ်ခုကိုအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာဒါပေမဲ့အဲ့ဒီမှာပြန်ရက်မသွားဘဲနဲ့ဒါပြန်ပြီးတော့ဆက်လုပ်တဲ့ပုံစံမျိုးကိုကျွန်တော်ကနားလေသွားတယ်ပေါ့လေဒါဆိုဆန်ထွက်ပန်ကအလုပ်တစ်ခုကိုဒါ consistency ရှိလုပ်တဲ့တူစားမျိုးလားဒါမှမဟုတ်လို့ရှိရင်တခါလေကျရင်မလုပ်ချင်တဲ့စိတ်တွေမှာဆိုရင်ဘယ်လိုမျိုး consistency ရှိဖို့ဒါပြန်ပြီးတော့ build up လုပ်ဘူးလေခင်ဗျလုပ်လေရှိလဲအဲ့အမှန်လေပေါ့နော်သဘောတူပဲပေါ့တခါလေလူဆိုတာကိုယ့်ရဲ့ mindset ကconsistency တူတရားလို့တတ်မှတ်ထားမယ်တခါတလေအခြေအနေတွေကြောင့်ကိုပြမတဲ့အခါကျရင်ကိုကျင်မသွားချင်တာမျိုးအဲ့မျိုးရှိရပေါ့နော်ဟုတ်ပါဗျာဒါပေမဲ့အတက်နိုင်ဆုံးတော့ကိုယ်စိတ်ကအများ remind လုပ်တယ်ဘယ်လိုမျိုးဆိုကိုပြင်းတဲ့အခါကျရင်ရေချိုးလိုက်တယ်ပေါ့နော်ဆိုတော့ကို refresh ဖြစ်သွားတယ်စိတ်တွေပြင်မလိုမျိုးလည်းမခံစားတော့ဘူးပြီးကြတော့ပိုပြီးမှ active ဖြစ်တယ်အဲ့လိုမျိုးတချို့ activity တွေလုပ်ပြီးမှကိုယ့်ရဲ့စိတ်ကိုပြန်ပြီးမှလောက်ဆောင်တာကြိုးစားပါပေါ့ all right ဆိုတော့ကျွန်တော်တို့ဆက်ပြောရရင်ဒါစိုက်တွဲပါကဒီတောက်လျှောက်ပေါ့လေ2023ကနေဒါဒူဘိုင်းကိုရောက်ပြီးဒါရောက်တာနဲ့ကျွန်တော်တို့ကမတူတာတွေအများကြီးတွေ့ရမယ်ပေါ့လေအများအား learning လုပ်နေတဲ့တူတယောက်လို့တော့ကျွန်တော်တို့မြင်တယ်ဆိုတဲ့အခါမှာဆိုင်းထွက်ပါအနေနဲ့ပေါ့လीနော်ဒါဒူဘိုင်းကိုရောက်တဲ့အချိန်မှာဒါလူမျိုးစုံနဲ့အလုပ်လုပ်ရတဲ့အခါကျတော့ဒါကိုရီမြန်မာလူငယ်တွေတင်လာခဲ့ရတဲ့ဒါအလေးချင်းတွေနဲ့သူတို့ရဲ့ဒါ work culture လို့ပြောမှာပေါ့နော်ဂျားထဲမှာအကြီးမားဆုံးအမဝင်ဘူးလို့ပြောရမှာပေါ့ culture shock မျိုးဘာတွေဖြစ်ခဲ့ဘူးလဲကိုမြန်မာနိုင်ငံတုန်းကဆိုရင်ကိုယ့်ရဲ့လုပ်ငန်းအကြောင်းပဲပြောမှာပေါ့နော် culture shock လည်းမဟုတ်ပါဘူးဒါပေမဲ့ကိုကမြန်မာနိုင်ငံတုန်းကဆိုရင်ဒီလိုမျိုးစားတောက်ဆိုင်မှာလည်းအလုပ်မလုပ်ဘူးပေါ့နော်ဒီမျိုးအတွေ့အကြုံလည်းမရှိဘူးဆိုတော့ဒီကိုကဒူဘိုင်းမှာအလုပ်လုပ်တဲ့အခါမှာဒူဘိုင်းကဒီ hospitality နိုင်ငံတစ်ခုဖြစ်တဲ့အတွက် hotel ဘိုင်းတွေများအားဖြင့်လုပ်တာအဲ့ဒီအလုပ်ကိုရွေးချယ်တဲ့အခါမှာဒီစားတောက်ဆိုင်မှာလုပ်ရတဲ့အခါမှာဒီလိုမျိုး guest တွေနဲ့ဆက်ဆံတဲ့အခါမှာအခက်အခဲရှိခဲ့ပေါ့နော် communication ဘိုင်းတွေတခါလေ complaint တက်တဲ့အခါမှာဒီမျိုးဖြည့်ရှင်းခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့အချိန်မှာဆိုရင်ဟိုမှာအခက်အခဲရှိခဲ့ပေါ့နော်ဆိုတော့အဲ့အရာတွေတော့ရှိရပေါ့နော်ကိုမြန်မာနိုင်ငံကနေဒီနိုင်ငံကိုကြောင်းလာတဲ့အခါမှာတူညီရဲ့အရာပေါ့ကိုယ့်အတွက်နဲ့အခက်အခဲဒါဖြင့်ဒါအခုမှဒူဘိုင်းကိုရောက်တယ်ဆိုတဲ့အခါမှာအလုပ်လွယ်ရဖို့ opportunity ရှိလားပေါ့လीနော်အခုအခြေအနေအရာဆိုရင်တော့
အခြေအနေကတော့အလုပ်ရဖို့ခက်မယ်လို့ထင်တယ် ဒါကိုယ့်ဘန်ကိုလျှောက်တဲ့အခါမှာဆိုရင်လည်းကိုယ်ဆိုရင်ဒူဘိုင်းကိုစားရောက်တဲ့ကိုပေး agency မှာအားမကိုခဲ့ဘူးပေါ့နော်ကိုယ့်ဘန်ကိုပဲအလုပ်ရှာတယ်အခုအခြေအနေမှာဆိုရင်ကိုအလုပ်ရှာနေတာပဲဒါပေမဲ့အခြေအနေကနည်းနည်းခက်နေပေါ့နော်များတော့အဖြစ်တော့အခုအခြေအနေမှာဆိုများတော့ agency ကိုအားကိုပြီးမှတလူရှာတာတွေများတယ်အခုအခြေအနေပိုင်းဒါပေမဲ့ကိုစူးစမ်းရင်တော့ရှာနိုင်မယ်လို့တော့ထင်တယ်ဒါပေမဲ့အချိန်တော့ယူရမယ်ဒါတော့တစ်ခုရှိ ကျွန်တော်တကယ်ဒါမထင်ခဲ့ဘူးပေါ့လေနော် very smart စမ်းပါလုံးဝ so smart ဖြစ်တယ် okay appreciate လုပ်ပါတယ် agency နဲ့သွားတယ်လို့ပဲမြင်ပါတယ်ဆိုမြင်ခဲ့တယ်ပေါ့လေဒါပေမဲ့ sign trade ဘန်ကကျွန်တော်ထင်ထားတာအများကြီး smart ဖြစ်တယ် okay ဒါဆိုရင်ဒါနဲ့ပတ်သက်ပြီးမေးရမယ်ဆိုရင်agency နဲ့သွားတင်လားဒါမှမဟုတ်လို့ရှိရင် agency နဲ့သွားပြီးပေးလိုက်ရတဲ့ပတ်စံကတန်လားပေါ့လေဘယ်လိုလူစားမျိုးတွေက agency နဲ့သွားတင်လဲပြီးတော့ဘယ်လို scale ရှိတဲ့တူတွေကကိုယ့်ကိုဒါ try ရင်ရနိုင်လေခင်ဗျအလုပ်ရဖို့လေagency နဲ့သွားတဲ့လူတွေတော့ကိုယ့်အမြင်အရဆိုရင်များတော့ဖြစ်တော့ကိုကတခါမှတခြားနိုင်ငံမရောက်ဘူးပေါ့နော်အဲ့လိုလူတယောက်ပြီးတော့တခြားနိုင်ငံကိုယ်တိုင်လည်းကြောက်ရွံ့နေစိတ်ရှိတယ်တခြားနိုင်ငံကဘယ်လိုလဲဆိုတော့ကိုယ်တိုင်ကြောက်ရွံ့နေသူတယောက်ဆိုရင်တော့ agency ကိုအားကိုးရကောင်းမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုကဒီခါချာရဲ့အကြောင်းကိုလည်းမသိဘူးဆိုတော့သူတို့ကိုယ်တိုင်လည်းကူညီပေးနိုင်မယ်ပေါ့နော်ပြီးတော့ပတ်စံကြတော့တေချာမသိဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ်အဲ့လိုလူတွေအတွက်ဆိုရင်ပေါ့နော်ကိုဆိုရင်လည်းဒီ reception မှာသွားအလုပ်လုပ်တော့ဆိုရင်တော့ agency နဲ့လာခဲ့ဒါပေမဲ့ဒီဘန်းကိုပြောင်းခင်မှကိုကပေး agency မှမသိဘူးဘာကြောင့်လဲဆိုကိုလည်းခါချာအကြောင်းကိုနားလေသွားပြီနိုင်ငံရဲ့ခါချာအကြောင်းတွေပြီးကြတော့ English language ဘိုင်းတွေအကုန်လုံးကကိုထိတွေ့ပြီးသွားတာဖြစ်တဲ့အတွက်ကိုအတွက်ကတော့ဒါကြောက်စရာမလိုတော့ဘူးပေါ့နော်ကိုက confidence ရှိသွားတဲ့ကိုယ်တိုင် confidence ရှိရယ်ကိုမှာ language skill ရှိရယ်ဆိုတော့ agency ကိုအားကိုးစရာမလို2023ကလေးကနေကိုဒါ decision ကြီးကြီးမားမားချခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဖြင့်အဲ့ဒီမတိုင်ခင်ကလေးကနေကိုဒါ central bank အခုလိုမျိုးဒါ decision ပေါ့လေနော်တချို့လူတွေဆိုရင်ကိုဆုံးဖြတ်ချက်မချနိုင်ဘူးပေါ့လေနော်တခုခုဆုံးဖြတ်ချက်ချဖို့ကိုဒါအကူအညီလိုတယ်တငယ်ချင်းကိုတွားမေးရတာမိသားစုနဲ့တိုင်ပင်ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုနဲ့ပတ်သက်နေတဲ့သူတွေကိုတိုင်ပင်ရတယ်ပေါ့လေဒါဘယ်လိုပြောမလဲကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရတဲ့ဒီအရာတွေကိုတောင်မှဒါ confident မရှိဘူးလူတိုင်းကိုလိုက်တိုင်ပင်နေရတယ်ပေါ့လေနော်ဆိုတော့ဒါကဘာပေါ်မူတည်လဲဆိုရင် personal development လို့ခေါ်တဲ့ဒါကိုယုံကြည်မှုတွေကိုဒါလေးလာမှုအားကောင်းမှုတွေပေါ့လေနော်ဆိုတဲ့အခါမှာကိုရေကိုတွင်းဖွံ့ဖြိုးတိုးတက်မှုလို့ပြောရင်ပုံမှန်ပဲထင်တယ်ဆိုတော့ဖြင့်ဆန်းရွက်ပံကိုဟိုးနှစ်တွေကနေခုချိန်ထိဒါမိမိကို personal development အမြဲတမ်းဖြစ်နေဖို့ပေါ့လေနော်ကိုရေကိုတွေအမြဲတမ်းဖွံ့ဖြိုးတိုးတက်နေဖို့ဘေးအလင်းအကျင့်တွေကဆန်းရွက်ပံကိုခုလိုမျိုးဖြစ်စေတာလေဒါမှမဟုတ်ရင်ဆန်းရွက်ပံအမြဲတမ်းလုပ်နေတဲ့ personal development ဖွံ့ဖြိုးတိုးတက်နေဖို့လုပ်တဲ့ habits တွေကဘာတွေများဖြစ်နေမလဲကိုယ်တိုင်ပေါ့နော်အမြဲလုပ်ထားရှိရဲ့ habit ကတော့ဒါ exercise ပေါ့နော်ဒီလေ့ကျင့်ခန်းတွေမှာကိုအမြဲလိုက်စားတယ်ဒါကိုရဲ့တနေ့တာhabit ပေါ့နော်လေ့ကျင့်ခန်းအမြဲလုပ်တယ်ပြီးတော့ဒီအစားအသောက်ကောင်းပေါ့နော် healthy ဖြစ်တဲ့အစားအစာကိုစားတာပေါ့နော်ဒါဆိုကိုတက်နိုင်ကြတော့ကိုလုပ်နေပေါ့နော် healthy အစားအစာအပိုင်းပေါ့နော်အဲ့ဘိုင်းလိုက်စားတယ်ပြီးကြတော့လေ့လာပေါ့နော်လေ့လာဆိုတာမရက်တင်ဘူးပေါ့နော်လေ့လာခြင်းအရာကိုအမြဲမလုပ်နိုင်တော့မှဒါကိုလိုက်စားရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်လေ့လာတယ်ပြီးကြတော့ဒီဖျားချောင်းတက်ပါပေါ့နော်ဖျားနဲ့အတူနေတာပေါ့နော်ဖျားနဲ့အတူကျန်းစာလေ့လာတာပြီးကြတော့ဖျားချောင်းသွားတာဖျားမှာရှိတဲ့တကယ်ချင်းတွေနဲ့ပေါ့နော်အတူတူနေတာဒီလိုအရာတွေကကိုယ့်ရဲ့ဒါလည်း habit တစ်ခုပဲမနော်ဒါဒီ social ဘိုင်းတွေဒီနေရာတွေမှာနေရမယ်ပေါ့နော် very good ဆိုတော့ဖြစ်ဟုတ်ကဲ့မှန်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဆန်းရွက်ပံကိုဒါဒီ church worship community တွေမှာမြင်ရတယ်ပေါ့လေဒါနဲ့ပတ်သက်ပြီးမေးချင်တာကဒါစီကံတွေအလုပ်တွေဘယ်လောက်ပဲဒါလှုပ်ပေါ့လေတခါလေကြာရင်လူအစွမ်းနဲ့မရတော့တဲ့အချိန်တွေတခါကိုဘဝမှာဒါကြီးမားဆုံးရှုံးမှုတွေကြုံရတဲ့အခါတွေမှာဒါမှပေါ့လေနော်ဆိုတော့ဘာမှဆက်မလုပ်ကျင်တော့တဲ့
လောက်အောင်ကိုဒါအထီးကျန်တဲ့အချိန်တွေဒါအားနေလာတဲ့အချိန်တွေရှိတယ်ခင်ဗျာဆိုတော့အဲ့ဒီနေရာမှာဒါကိုပြန်ဆွဲတင်ပေးတာကဒါကိုယ့်ရဲ့ယုံကြည်ခြင်းပေါ့fake ပဲလို့ကျွန်တော်ကတော့ယုံတယ်ဆိုတော့ဖြစ်ဒါဆိုင်းထွက်ပန်ကဒါယေရှုခရစ်တော်ကိုဒါအရန်ချင်းမြတ်နိုးပြီးဒါယုံကြည်ကိုးစားတဲ့သူတယောက်အနေဖြင့်ကျွန်တော်ကတော့ဒါမြင်ရတယ်ဆိုတဲ့အခါမှာဒီလိုအရန်ခက်ခဲတဲ့အချိန်မျိုးမှာဒါကိုယ့်ရဲ့ယုံကြည်ခြင်း fake ကဆယ်ရပန်ကိုဘလောက်ထိဒါ support ပေးခဲ့လဲဘလောက်ထိဆွဲတင်ပေးခဲ့လဲ တကယ်တော့ space ကတကယ်ကိုယ့်ရဲ့ဘဝတက်စာပေါ့နော်တက်စာကိုယ့်ကိုကူညီပေးနိုင်တဲ့အရာကိုယ့်ဆွဲတင်ပေးနိုင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုကိုဒူဘန်ကိုရောက်တဲ့အခါမှာလဲကိုအလုပ်ကိုအရင်မရှာဘူးပေါ့နော်။ဖះကိုအရင်သွားရှာ။ဖះเจ้าပဲမှာလဲဆိုတော့ကိုသွားရှာခဲ့ပေါ့နော်။ဘာလို့လဲဆိုတော့ကိုထင်တဲ့ခံယူချက်တစ်ခုကကျွန်တော်ကဘာပေါ်မှာနေတဲ့အခါမှာအရာအားလုံးက just temporary ဒါကိုယူသွားလို့မရဘူးကိုတည်ရဲ့အခါမှာလဲဆိုတော့ဖះမှာကျွန်တော်ရဲ့ကေတင်ရှင်ပေါ့နော်ဆိုတော့ဒီအရာတွေကိုလိုက်စားအရင် focus ထားနိုင်မယ့်အစားဖះကိုအရင်အဓိကထားရပေါ့နော်ဆိုတော့ကိုအလုပ်ရချင်တယ်ဖះကိုအရင်ဆုတောင်းတယ်ပေါ့နော်ဖះကိုဆုတောင်းတယ်ပြီးကြရင်သူပေးမယ်ဆိုတော့ကိုလည်းယုံကြည်ရပေါ့နော်ဆိုတော့ဖះကတော့ကိုယ့်တက်ကတော့ကေတင်ရှင်တစ်ခုပါပဲကိုလိုအပ်တဲ့အချိန်မှာအမြဲသူရှိနေသေးရပေါ့နော်ဆိုတော့အမြဲဖះနေပဲသွားလာပါလို့အကုန်လုံးလည်းပြောပြချင် very good thank you ပါဒါဆိုရင်ဆန်းထွက်ပါနဲ့ဒါဖျားနဲ့ပေါ့လေနော် relationship with God ကတရားမှာဘယ်နှရာခိုင်နှုန်းရှိနေပြီလဲ ခုချိန်တိုင်းတော့80%တော့ပြောလို့ရပါတော့100%မဟုတ်ရင်တော့80%ပေါ့နော်ဟုတ်ကဲ့ဒါအမြဲတမ်းစူးစမ်းနေတယ်အမြဲတမ်းစူးစမ်းနေတယ်ဆိုတဲ့သဘောမျိုးပေါ့လေနော်ဟုတ်ကဲ့ဆိုတော့ဖြစ်ဒါဆန်ရပန်ကိုကျွန်တော်တို့ဒါ Sunday နေ့တိုင်းမြင်ရတယ်ပေါ့လေဒါဒီဒီဘိုင်းကဒီ worship community လို့ပြောမှာပေါ့နော်ယုံကြည်သူ community တွေနဲ့ဒါအမြဲတမ်းဒီပါဝင်နေတာမြင်ရတယ်ဆိုတော့ဖြစ်အဲ့ဒီယုံကြည်သူဒါ community ကြီးကဒါကိုယ့်ရဲ့ထိကြမှုတွေကိုယ့်ရဲ့ဒါခံစားချက်တွေပေါ့လေနော်ဒါဘယ်လောက်ထိ healing ဖြစ်စေတာလဲကုစားပေးလေခင်ဗျာပြီးတော့တယောက်တည်းတိတ်ဆိတ်နေတဲ့အချိန်မျိုးမှာဒါဘုရားသခင်စီကနေပါရအများဆုံးဆုတောင်းဖြစ်လေwhat do you pray for the most ပေါ့လေခါမှာကြာရင်ဘာကုစားပေးလဲဆိုတော့ကိုကဘုရားကျောင်းကိုသွားတဲ့အခါမှာကိုပေါ်မှာခွန်အားရတယ်ဘာကြောင့်လဲဆိုတော့ဘုရားကျောင်းမှာရှိရဲ့ကိုရဲ့ဒီဖျောက်ချစ်တဲ့ယုံကြည်သူတွေအားလုံးကကိုခွန်အားပေးဘူးကိုအလုံးမရှိလို့ဆိုရင်တော့သူတို့ကိုခွန်အားပေးရစိတ်သက်မကြနဲ့အဲ့တော့သူတို့ကိုလည်းကူညီပေးနိုင်တယ်သူတို့မှအလုပ်တွေရှိရင်ဆိုရင်ကိုကူညီပေးနိုင်တယ်အလုပ်နဲ့ပတ်သက်တဲ့အရာ sharing လုပ်ပေးရဆိုတော့ဒီဖျားเจ้าမှာရှိရဲ့ဖျားကိုချစ်တဲ့ယုံကြည်သူတွေကိုအမြဲကူညီပေးရပေါ့နော်တွန်းအားပေးရအဲ့ချိန်မှာကိုခွန်အားရတယ်ပြီးကြကိုတယောက်တည်းနေတဲ့အခါမှာကြာရင်ကိုကျန်းစာဖတ်တဲ့အခါမှာကိုဖျားအမြဲအဲ့လိုမျိုးတွန်းအားပေးတဲ့စကားဆိုရှိရပေါ့နော်ကျန်းစာမှာပေါ့ကိုဘယ်လိုသွားလာရမလဲကိုတင်ပြတဲ့အရာတွေပေါ့နော်ဒါတွေကကိုနေ့တိုင်းခွန်အားပေးနေပေါ့နော်ကိုဒါကျန်းစာဖတ်နိုင်တယ်ဆိုနေ့တိုင်းဒါကိုနေ့တိုင်းခွန်အားပေးနေတဲ့အရာတွေပြပကိုရောက်သွားတဲ့အခါမှာအလုပ်ချိန်တွေမတူတော့ဘူးပြီးတော့လေးလံတင်ယူမှုတွေအတွေ့အကြုံတွေပူပြီးတော့ဒါများလာတဲ့အခါမှာဒါမြန်မာပြည်မှာကြံခဲ့တဲ့ကျွန်တော်တို့ပတ်ဝန်းကျင်တငယ်ချင်းတွေနဲ့ဒါပြန်ပြီးတော့ conversation အမြဲတမ်းရှိနေဖို့ဆိုရင်ဒါတိတ်ပြီးတော့ခက်ခဲတယ်ပေါ့လေဆိုတဲ့အခါမှာအထူးသဖြင့်ကတော့ဒါစကားပြောရတာအာမဝင်ဒေါ်ဒါမျိုးကြုံဘူးလားဆိုတော့ဘယ်လိုမျိုး handle လုပ်လဲပေါ့လေဆက်ပြီးတော့ထည့်ပြောချင်တာကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပိုပြီးတော့ဒါလေးလာတင်ယူစရာများတဲ့နိုင်ငံနေရာတွေကိုရောက်တော့တဲ့အခါမှာလူတွေရဲ့ဒီ perspective တွေကအများကြီးအမြင်ကျလာတယ်ဆိုတဲ့အခါမှာတကယ်ချင်းဟောင်းတွေเนาะစကားပြောရတာအဆင်ပြေရလားအံဝင်လားပေါ့လေအဆက်ပြတ်သွားတာမျိုးရှိလားပေါ့ဟုတ်ကဲ့ကိုအနေနဲ့အဆက်ပြတ်သွားတာဆိုတော့ဒါမဲ့ကိုစဉ်းစားမိရအဆက်တော့ဒီလိုမျိုးများရဖြစ်ကို connection လောက်တာ Facebook တွေမှာပေါ့နော်ဒါမဲ့ဒီလိုမျိုး video call လုပ်တယ်တကယ်ချင်းတွေဆိုရင်အမြင်ကိုစဉ်းစားမိရကိုလည်းအလုပ်လုပ်နေတဲ့သူတယောက်မလို့သူ့မှာအချိန်ရောရှိတဲ့ကားပေါ့နော်ကိုအဲ့အမြင်တွေးမိတယ်သူ့အရင်ခေါ်ချင်တာကအချိန်ရှိလားတကယ်ချင်းအဲ့လိုမျိုးအရင်ပြောတာပေါ့နော်ဒါကို respect လုပ်တဲ့အနေနဲ့တကယ်ချင်းဟိုအဲ့လိုမျိုးတွေပြောပြီးမှ video call တွေရှိရပေါ့နော်ဒါ
လူတိုင်းမှာတော့အချိန်ဆိုတာရှိတယ်ဆိုတော့အမြင်ပြောင်းတာတော့မရှိပါဘူးဒါတကယ်ချင်း ဟုတ်ကဲ့ ကတကယ်ချင်းပဲ အရင်ကဆိုင်းထွက်ပန်ကိုအခုလက်ရှိဆိုင်းထွက်ပန်ကမြင်ရင်ဘာပြောချင်လဲ အရင်တော့ဆိုင်းတဲ့ပန်နဲ့အခုဆိုင်းတဲ့ပန်ဆိုအရင်ပြောင်းလဲလာပါပေါ့နော် Yes absolutely ကိုကိုအချင်းများနေအောင်ဟုတ်ပါဘူးဘာလို့လဲဆိုတော့ကိုကတည့်တဲ့အတိုင်းအရင်တော့ဆိုရင်ဒီအိတ်လိပ်ဆောင်မှာအရင်အားနေရပေါ့နော် อือฮึ ဒီတိုင်းတော့ဆိုရင်အိတ်လိပ်ဆောင်အရင်အားနေဆိုတော့အခုချိန်မှာကိုကအရင်မတက်ပြီမဲ့ဒီလိုမျိုးတခြားနိုင်ငံတွေနဲ့ communicate လုပ်နိုင်တဲ့ confidence ရှိတဲ့လူတွေကဖြစ်လာတယ်ပေါ့နော်ပြီးကြတော့ကိုတိုင်းကအမြင်အရင်တော့ဆိုရင်အဖေအမေကိုပဲအများအဖြစ်မိခိုးရပေါ့နော် อือฮึ ကိုတိုင်လုံနိုင်တဲ့အရာဆိုရင်လည်းအဖေမေကိုမိခေါ်အဲ့လိုမျိုးအကျင့်တွေရှိတယ်ဒါပေမဲ့ကိုဒီနိုင်ငံရောက်တဲ့အခါမှာအရာအလုံးကကိုပဲလောက်ရတယ်ပေါ့နော်ဆိုတော့ကိုအားကိုတတ်တဲ့ confidence တွေပိုရှိလာတယ်ပေါ့နော် ခုနပြောတော့ဒါ depends လုပ်တဲ့ depends ဖြစ်တာနဲ့ပတ်သက်ပြီးမေးရမယ်ဆိုရင်ကျွန်တော်မြန်မာပြည်မှာဆိုရင်အထူးသဖြင့်ဒါနေတွေမှာပေါ့နော်မြစ်ကျင်းသားလောက်မှာဆိုရင်ဒါကလေးတွေကိုမြင်နေရတယ်စေကျော်တဲ့အသက်20ဝန်းကျင်တွေမှာမိဘကအရန်အားကိုလွန်းတယ်လို့ကျွန်တော်တို့ခုနောက်ပိုင်းမြင်လာတယ်ပေါ့လေဆိုတော့ဒါတခြားနိုင်ငံတွေဒူဘိုင်းလိုနိုင်ငံမျိုးတွေမှာကောအသက်20ဝန်းကျင်လောက်ဆိုရင်ဒါမိဘလောက်စားထိုင်စားတယ်လို့ပြောမှာပေါ့နော်မိဘချက်ထားတဲ့သမင်းတွေစားတယ်ပြီးရင် game ဆော့တယ်ဒီတိုင်းတနေ့ကုန်အချိန်ကုန်ဇက်ကားကြည့်ပေါ့လေဒါကနည်းနည်းပြောပေးကြည့်ပါအောင်ဘယ်လိုလဲဒူဘိုင်းမှာကော ဒီဘိုင်းမှာကျတော့ကို့အမြင်အရဆိုရင်ပေါ့နော်ကိုများတော့ဖြစ်ဒီနိုင်ငံကယောက်ျားတွေပြောရမလားသူတို့သားတွေဆိုရင်သူတို့ကအာမီတဲ့တွားရတူများတယ်ဘယ်လိုပြောမလဲဒီ local ကလူတွေပေါ့နော် local ကလူတွေဆိုရင်သူတို့16လဆိုရင်သူတို့ဒီအာမီတဲ့ဝင်ရတယ်ပေါ့ဆိုတော့အဲ့ဒီအချိန်ကသူတို့အလုပ်လုပ်နေကြတယ်များတယ်ပေါ့နော်ဒါပေမဲ့ဒီဒူဘိုင်းမှာကျတော့တခြားနိုင်ငံသားတွေကများတယ်ပေါ့နော်ဒီမှာ foreigner တွေများတယ်ဒီဒူဘိုင်းမှာကျ local ကလူတွေတိတ်မရှိဘူးပေါ့နော် อือฮึ ဆိုတော့ဒီဒူဘိုင်းမှာကျတော့လေ foreigner တွေများအဖြစ်တော့အလုပ်လုပ်ကြတာများတယ်ပေါ့နော်ဒီ20နောက်ပိုင်းဆိုရင်အလုပ်လုပ်ကြတဲ့သူကတော့များပါကို့အမြင်ရဆိုရင် very good sorry ကျွန်တော်တို့လည်းစူးစမ်းနေပါတယ်လို့ကျွန်တော်တို့မြန်မာပြည်ကကျွန်တော်တို့လည်းအသက်20လောက်ဆိုရင်တော်တော်လေးစူးစမ်းနေပါတယ်အခြေအနေမျိုးအကြောင်းလို့ပဲကျွန်တော်ပြောချင်ပါတယ် okay ဆိုတော့ရဲ့ perspective အရာပေါ့လေယောက်ျားကောင်တစ်ယောက်ဖြစ်ဖို့ဆိုရင်ဒါဘယ်အချက်တွေပေါ့လေနော်ဘယ်အချက်တွေရှိဖို့လို့လဲပြောပေးပါဦး တက်စားကောင်း နှစ်ချက်သုံးချက်လောက်ပြောပေးပါဦး ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ပထမဆုံးကတော့ဖះကိုချစ်တဲ့ very ယော good က်ျားကောင်းတစ်ယောက်ဖြစ်ရမှာပေါ့နော် อือฮึ ။ဘာကြောင့်လဲဆိုတော့ဖះကိုချစ်မှလူတစ်ယောက်ကဘယ်လိုလူကောင်းလူဆိုးကိုခွဲခြားတတ်မယ်ပေါ့နော် อือฮึ ။ပြီးကြတော့နောက်တစ်ခုကျတော့တာဝန်ကျေးသူ responsibility ပေါ့နော်တာဝန်ကျေးသူ ကြားလို့ပြောလိုက်တာ ਨੇ ဒါကိုအရင်ဆုံးလေးစားရမယ်ပေါ့လေနော်ကိုလေးစားရမယ်ပြီးတော့တာဝန်ယူစိတ် responsibility အပြည့်ရှိရမယ်ဒါကိုတိုင်ရောကိုမိသားစုရောဒါမှကိုနဲ့ပတ်သက်တဲ့အတူတွေပုံမှာလေရောပေါ့လေနော် okay ဆိုတော့ဖြစ်ဆန်းနေပါရင်အခု Iran နဲ့ US ရဲ့ political issue ကဒါဒူဘိုင်းမှာအလုပ်လုပ်နေတဲ့မြန်မာလူငယ်တွေအတွက်ဘယ်လောက်ထိဒါ challenge ဖြစ်စေလဲဘာတွေဆိုကြိုးလို့ပြောရမှာပေါ့အသက်ရောက်စေလဲကိုတိုင်ရောဘာတွေခံစားနေရလဲ ဟုတ်တယ်ပေါ့နော်ဒီ political issue ကြောင့်မလို့ဒီအခုအခြေအနေမှာဆိုရင်အလုပ်ပေါ့နော် อือฮึ တော့ဟိုတယ်မှာရှိတဲ့အလုပ်တွေဆိုရင်ဒီအလုပ်သမားတွေဖြုတ်တယ်ပြီးကြတော့ဒီလိုမျိုးအခြေအနေနဲ့ကြုံနေရတာပေါ့နော်ဆိုတော့ อืม အဓိကတော့ဒီလိုမျိုးအလုပ်ဖြုတ်တယ်မြန်မာနိုင်ငံကအများအားဖြင့်တော့ဟိုတယ်မှာလုပ်တဲ့အတွက်ပေါ့နော်ဒီအခြေအနေကိုကြုံနေရ အော်ဒါတော်တော်ဆိုးရဲဒီဘယ်လိုပြောမလဲ effect လို့ပြောရမှာဆိုတော့ခုလိုမျိုးဒါ political issue တွေဖြစ်တော့ဒါ hotel ဘိုင်းတွေမှာကျွန်တော်တို့ tourism အလုပ်ပေါ့လေနော် tourist တွေကတော့လာမှာမဟုတ်ဘူးဘာလို့ဆိုတော့ rates အများများတယ်ဆိုတော့နောက်ဆုံးကအလုပ်ထုတ်ခံရတဲ့အဆင့်ဖြစ်သွားတယ်ပေါ့လေဆိုတော့အလုပ်ထုတ်ခံရတဲ့မြန်မာလူငယ်တွေအများများလားဆိုတော့ဖြစ်အလုပ်ထုတ်ခံရရင်ကောမြန်မာပြည်ကိုပြန်ရမှာလားဒါမှမဟုတ်ရင်ဘာတွေလောက်ကြလဲတခြားနိုင်ငံကိုပဲကူးကြတာလားဒါမှမဟုတ်အလုပ်ကိုပဲထပ်ရှာတာလားအလုပ်ရှာဖို့ကောလွယ်ကူရလားပေါ့အခုချိန်မှာပေါ့လေဟုတ်ကဲ့အဲ့ဆိုရင်ကို့အမြင်ရတော့အခုအခြေအနေမှာမြန်မာတော့အများအားဖြင့်ပေါ့နော် อือฮึ တခြားနိုင်ငံသွားကြတာလည်းရှိတယ်ပြီးကြတော့ဒီမှာအလုပ်ရှာတယ်ပေါ့နော်ဒီကိုအလုပ်ထုတ်ခံရတဲ့ company ကိုသူတို့request လုပ်တယ်ပေါ့နော် visa ကို extend လုပ်ထားဖို့အဲ့လိုမျိုး
extend လောက်ထားမှာကိုအလုပ်ရှာဒါကတချို့ကကြောင့်အိမ်ပြန်တဲ့သူကလူနည်းစုလို့ပြောမယ်ပေါ့နော်အိမ်ပြန်တဲ့သူကတိတ်မရှိကိုရဲ့နိုင်ငံရဲ့အခြေအနေအကြောင်းပေါ့နော်အဲ့လိုမျိုးရှိ ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျကောင်းပါပြီ Okay ဆိုတော့ဖြစ်စနေပါရေကျွန်တော်တို့ဒီ podcast တော်တော်လေးပြောရပြီတော်တော်လေးအားရစရာကောင်းတယ်ဆိုတော့နောက်ဆုံးပိုင်းကိုသွားကြည့်အောင်ဆိုတော့လို့ထုတ်ခံရရင်တော့ဒီဘိုင်းကိုလာမဲ့သူကတော့ရှိလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့လေဒါမှမဟုတ်နောက်လာဖို့စဉ်းစားထားတဲ့သူတွေရှိကောင်းရှိမယ်ဆိုတော့မလာခင်မှာဒါ English သတ်တယ်ဒါမှမဟုတ်အလုပ်လုပ်တတ်ရုံနဲ့မပြီးဘူးပေါ့လေနော်ဘယ်လိုမျိုးစိတ်ဓာတ်တွေပြင်ဆင်ထားတင်လဲခုလိုမျိုး challenge တွေမမျှော်လင့်ထားတဲ့ဒါစိန်ခေါ်မှုတွေကြုံလာရတဲ့အခါမှာကို strong ဖြစ်ဖို့အတွက်ဒါပြင်ဆင်လာရမယ့်စိတ်ဓာတ်တွေကောဘာတွေများဖြစ်မလဲမြောက်ပေးပါဦးကိုအမြင်အရဆိုရင်တော့ပေါ့နော်ဒီလိုမျိုးအခြေအနေတွေကြုံရမယ်ဆိုတော့မပြောနိုင်ဘူးပေါ့နော်ဆိုတော့စိတ်ဓာတ်ကိုပြင်ဆင်ထားစေချင်တာကစိတ်ဓာတ်မကြဖို့ရယ်ပြီးကြတော့ကိုတကယ်ဒီလိုမျိုးလူတွေစီကအကြံဉာဏ်တောင်းတတ်တဲ့စိတ်ဓာတ်ကိုလည်းမွေးထားစေချင်တယ်ဒါလူတွေကိုအကြံဉာဏ်တောင်းတာကဒါသူတို့စီကိုအားကိုးရမဟုတ်ဘူးပေါ့နော်တခြားသူကိုအားကိုးရမဟုတ်ဘူးအကြံဉာဏ်တောင်းတယ်ဆိုတာကိုအလုပ်အခက်အခဲမှာတခုခုရှိနေလားပေါ့နော်သူတို့စီက senior တွေစီကဒီလိုမျိုးအကြံအကောင်းတောင်းတတဲ့အကျင့် mindset လည်းရှိစေချင်တယ်ပေါ့နော်ပြီးကြတော့ကိုလည်းအမြဲlearning လုပ်ဖို့ပေါ့နော်အဲ့ mindset ကိုလည်းထိထားစေချင်တယ်ဟုတ်ပါတယ်ပြီးကြတော့ကိုလာတော့မယ်လို့တကယ်ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆိုရင်ကိုဘာလုပ်မှာလဲဘာအလုပ်နဲ့ကိုလုပ်မှာလဲပေါ့နော်ပြီးကြတော့ language skill ကိုလေ့ကျင့်ထားစေချင်တယ်ပေါ့နော်ကိုလုပ်မဲ့လုပ်ငန်းအပေါင်းကိုမသိဘူးဆိုရင်ဒီမြန်မာနိုင်ငံကနေစမှတင်ယူပြီးမှဒီလိုလာစေချင်တယ်ပေါ့နော်ဒါဆိုရင်ကိုတက်ပို့ပြီးမှကောင်းတဲ့အခွင့်အလမ်းတွေရှိမယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျခုနပြောတဲ့ဒါကျွန်တော်အရန်သဘောကျတယ်ပေါ့လေနော်ဒါကို share ကအကူမောင်တွေ senior တွေကိုဒါပြန်ပြီးတော့အကူညတောင်းတာမသိတာရှင်းမေးတာပေါ့လေနော်ဒါကတော်တော်လေးဒါရှိကိုရှင်းတင်းတဲ့ mindset လို့ကျွန်တော်တော့လက်ခံတယ်ပြီးတော့လည်းကျွန်တော်တို့မြန်မာလူငယ်တွေကကျွန်တော်တို့မြန်မာတွေဟာဒါတခြားနိုင်ငံရောက်တဲ့ခါမှာအရန်ကိုကူညီတတ်ကြတယ်ပေါ့လေနော်အရန်ကိုကူညီတတ်ကြတယ်မသိတာရှင်းရင်လည်းပြောပြရတယ်ဘယ်လိုပြောမလဲစီလုံးတယ်လို့ပြောမှာပေါ့ဒါပေမဲ့တချို့တွေကြတော့လေဘယ်လိုပြောမလဲမြန်မာအချင်းချင်းကိုပြန်ပြီးတော့ဒါခေါင်းပုံဖြတ်တယ်ဒါမှမဟုတ်လို့ရှိရင်လိန်နေပေါ့လေနော်ဒါဘယ်လိုပြောမလဲ scam လုပ်တာပေါ့လေနော်အဲ့လိုမျိုးလဲဒါကျွန်တော်ကိုယ်တိုင်လည်းခံခဲ့ရဘူးတယ်ဒါဗီယက်နမ်မှာနေတော့ကအဲ့ဒါကိုကတော့သူ့ကိုယုံလိုက်တယ်အပြည့်အဝယုံလိုက်တယ်ဒါပေမဲ့သူကကိုပြန်ပြီးတော့ငွေလိန်တွားတဲ့အဖြစ်မျိုးကြုံရတယ်ပေါ့လေနော်ဆိုတော့ဖြစ်မြန်မာဆိုတိုင်းလဲဒါယုံလို့မရဘူးဆိုတာကတော့ကျွန်တော်ရဲ့အတွေ့အကြုံရပြောချင်တယ်ဒါပေမဲ့လည်းခုနပြောတဲ့မတိတာရှင်းရင်မေးတာတို့ဘာလို့တော့လုပ်တင်တယ်ဒါပေမဲ့လည်းတတိတော့ထားဆိုတဲ့အပိုင်းမျိုးလဲထပ်ပြီးပြောချင်တယ်ဆိုတော့ဖြစ်ခုဂျူဘိုင်းမှာကြတော့ရောမြန်မာတွေဘယ်လိုလဲတယောက်နဲ့တယောက်ကူညီရက်လာဒါမှမဟုတ်လို့ရှိရင်ဘယ်လိုချင်းနေရှိလဲမြန်မာတွေချင်းချင်းတွေ့ရင်ကောနှုတ်ဆက်ကြရလားပေါ့နှုတ်ဆက်တယ်ပေါ့နော်ဒါမဲ့ဒီအခုပြောတဲ့ပုံစံလူတိုင်းတော့ယုံလို့မရဘူးဒါတော့မှန်တယ်ကိုယ်နိုင်ငံသားဆိုရင်လည်းကိုကအပြည့်အဝယုံလို့မရဘူးဒါမဲ့အမြင်ကိုကပြန်တွေးရမယ်ပေါ့နော်ဟုတ်ကဲ့ပြီးကြတော့များတော့ဖြစ်ဒီမှာဆိုရင် agency တချို့တွေလိန်တယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့ဒါကြောင့်ကိုအလုပ်အပ်တဲ့အချိန်တွေမှာလည်းအမြင်ကိုအဲ့ agency နဲ့ပတ်သက်တဲ့ဟာတွေမေးရမယ်ပေါ့နော်လုပ်ဖို့သူတွေစီကပြန်မေးတင်တယ်ပေါ့နော်ဒါမှပုံမှန်ယုံကြည်စိတ်ချရ Okay very good ဆိုတော့ဆန်ရပန်ကအရန်ကိုကျွန်တော်အမြင်မှာsmart ဖြစ်တယ်ပြီးတော့ strong ဖြစ်တယ် confident ရှိတဲ့လူတစ်ယောက်အနေနဲ့မြင်တယ်ဆိုတဲ့အခါမှာခုညီမတွေတက်ပေါ့လေနော်မိန်းကလေးတစ်ယောက်ဟာကိုယုံကြည်မှုရှိအောင် strong ဖြစ်အောင်ဒါမိဘကိုပဲအသက်ကြီးလာတဲ့အထိပေါ့20ဝန်းကျင်ကျော်လာတဲ့အထိကိုအမြဲတမ်း depend လုပ်နေတဲ့အမျိုးသမီးတစ်ယောက်မဖြစ်ဖို့တော့ကျွန်တော်တို့ဆိုလိုချင်တယ်ကိုindependent ဖြစ်လာဖို့အတွေးအခေါ်ပိုင်းရောဆုံးဖြတ်ချက်တွေရေးရင်ဝင်ချတတ်လာဖို့ကိုဥဆောင်တတ်ဖို့ family တွေကိုပြန်ပြီးတော့မှ support ပေးနိုင်တဲ့ဒါငယ်ရွယ်တဲ့ပုံတော့မိန်းကလေးတယောက်ဖြစ်လာဖို့ဆိုရင်ဘေးအချက်တွေကိုအကြံပြုစေချင်ပါလေဘေးအချက်တွေဆိုရင်ကတော့ပထမဆုံးကတော့ကို focus on yourself ပေါ့နော်ကိုတခြားသူတွေ you have to learn by yourself first တခြားသူတွေမလေ့လာခင်တခြားလူတွေမဆက်စုခင်ကိုအကြောင်းအရင်ဆက်စုရမယ်ပေါ့နော်ကို independent ဖြစ်ချင်တယ်ဆိုရင်ကိုအကြောင်းကိုစိတ်ဝင်စားမှာပေါ့နော်ဟုတ်ကဲ့ကိုအကြောင်းအရင်စိတ်ဝင်စားရမယ်ကိုဘာမကြိုက်တာလဲပြီးကြကို changes အရင်လုပ်ရမယ်ပေါ့နော်yes ပြီးတော့ကိုရဲ့
နေ့ရက်တိုင်းပေါ့နော်ကိုယ့်ရဲ့ อือฮึ daily habit ကိုလည်းအရင်ဦးစားပေးရမယ်ပေါ့နော်ကိုယ့်ရဲ့ habit တိုင်းကကောင်းတဲ့ habit ကိုကိုကလေ့ကျင့်ရမယ်ပေါ့နော်ဆိုတော့လေ့ကျင့်ခန်းလိုက်စားတဲ့သူတယောက်ပြီးတော့ဒီလိုမျိုးကိုယ့်ရဲ့ကျန်းမာရေးကို use ဆိုင်တယ်ပြီးတော့အမြဲလေ့လာတဲ့သူတယောက်ပေါ့နော်ပြီးကြတော့ဘယ်နေရာမဆိုကိုကနှိမ်ချတတ်ရမယ်အဝင်ခင်ကြဖြစ်ရမယ်ပေါ့နော် handle ဖြစ်တဲ့လူတယောက်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်စေချင်တယ်ပေါ့နော် very good မှန်ပါတယ်အရင်မှန်ပါတယ်ဘလောက်ပဲတော်တော်ပေါ့လေနော် handle လုပ်ရမယ်ကိုယ့်ကိုနှိမ်ချတတ်ရမယ်တချို့ကတော့အရင်တော်တယ်နော်ဟို language ဘိုင်းဆိုရင်လည်းအရင်တော်တယ်ပြီးတော့လေဒါတခြားနေရာဘိုင်းတွေမှာဆိုရင်လည်းအရင်တော်တယ်ဒါပေမဲ့ဒါကိုယ့်ကိုပြန်မနှိမ်ချဘူးလူတွေပေါ်မှာဒါမောက်မာရာမျိုးဆိုရင်ကတော့အဆင်မပြေဘူးပေါ့လေနော်ကောင်းပါပြီခင်ဗျာ အခုပေါ့နော်မွန်ကွန်လည်းအခုကိုပိုင်အလုပ်လုပ်နေလို့ကြားတယ်ဆိုတော့အရင်တော့ VNM မှာအလုပ်လုပ်တယ်လို့ကြားတယ် Yes ဒါပေမဲ့ဘယ်လိုမျိုးဒီလိုမျိုးကိုပိုင်အလုပ်ကိုကလုပ်ဖို့အတွက်အဆုံးဖြတ်လိုက်တာဘာကို motivated ဖြစ်စေရ absolutely ဆိုတော့ဒီနေရာမှာကျွန်တော်ကိုယ်ပိုင်အလုပ်ကိုပြန်ပြီးတော့ရှင်းပြခြင်းတယ်ဆိုတော့ဖြစ်ပထမဆုံးကျွန်တော်ရဲ့career ကteaching back ကိုသွားရပေါ့လीเนาะဒါပေမဲ့လည်းပြန်ပြီးတော့ career change တဲ့အခါမှာကျွန်တော်တကယ်တမ်းဗာစိတ်ဝင်စားတာလေးပေါ့ဆိုရန်ကုန်စင်းလာရပြီးအဲ့ဒီမှာဗီယက်နမ်ရောက်သွားတယ်ဗီယက်နမ်မှာလတော်တော်ကြာနေတယ်ဆိုတော့အဲ့ဒီခါမှာကျွန်တော်ကဒီ documentation ဘိုင်းနေမှာကျွန်တော်အရင်စိတ်ဝင်စားတယ်ပေါ့လေနော်ပြီးရင်အရန်ကို detail ဆန်တယ် responsibility လည်းအပြည့်အဝရှိတဲ့ခါမှာအလုပ်ကဖြစ်တယ်ပေါ့ဗီယက်နမ်မှာနေတော့ကဒီဘယ်လိုပြောမလဲ visa and documentation service လုပ်တာ so the first မြန်မာဆိုတာကကျွန်တော်လုပ်နေတဲ့အလုပ်ပေါ့လေနော်ဆိုတဲ့ခါမှာအခုနောက်ဆုံးလောက်ထားတဲ့ဒီ service ဆိုရင်ဒါအရန်ကိုတာဝန်ကြီးတယ်ဒါ US citizen ရဲ့passport ပေါ့လေနော်ရန်ကုန် embassy မှာသူ့ရဲ့ passport ကိုကျွန်တော်အစအဆုံးဆောင်ရွက်ပေးတယ်ဒါကျွန်တော်တစ်ချက်မှားလိုက်တာနဲ့သူ့အတွက်ဒီနောက်မှာပြန်ပြီးတော့ဆောင်ရွက်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့လေနော်ဆိုတော့ကောင်းမှုစွာလှုပ်ဆောင်ပေးခဲ့တယ်ပြီးတော့နောက်တစ်ခုကဒါ US visa ကိုတိုင်းတာ US visa မရတာပေါ့လေနော်သူများရတာ US immigrant visa ဆိုရင်ဒါကျွန်တော်နဲ့ဒါတခြားပညာရှင်လို့ပြောရမှာပေါ့နော်ဒါပူပေါင်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ပြီးတော့လေဒါမြန်မာပြည်ကဒီမိသားစုလို့ပြောမှာပါဒါကျွန်တော်ရဲ့ client ကို US ရောက်တဲ့အထိကိုကျွန်တော်ဒီကနေ submit ပေးလိုက်တယ်ပေါ့လေနော် okay ဆိုတော့ဒါကကျွန်တော်ရဲ့အခုလောလောဆယ်ကတော့main income job လို့ပြောမှာပေါ့ဒါပေမဲ့ဘယ်လိုပြောမလဲဒေါက်တာဖြိုးပိုင်ရဲ့စကားကိုပြန်ပြောရမယ်ဆိုရင်အခုကခစ်ပြောင်းရင်စနစ်ပြောင်းတယ်တဲ့စနစ်ပြောင်းရင်ကျွန်တော်တို့ရဲ့အလုပ်ပုံတွေပြောင်းသွားတယ်ပေါ့လေအလုပ်ပုံပြောင်းသွားတဲ့အခါမှာရလတ်ဆိုတဲ့ result ပြောင်းသွားတယ်အဲ့ဒါကိုကျွန်တော်သဘောပေါက်တဲ့အခါမှာကျွန်တော်တို့ရဲ့ခစ်ကမြန်မာပြည်ကခစ်ကောင်းတယ်ဆိုရင်ဒီ visa နဲ့documentation service ကအရင်အဆင်ပြေတယ်ဝင်ကလည်းမဆိုးဘူးပေါ့နော်ကျွန်တော်နဲ့လည်းအဆင်ပြေတယ်ဒါပေမဲ့လည်းခစ်ကပြောင်းသွားတဲ့အခါမှာမြန်မာပြည်ရဲ့ political တွေနော်culture တွေလို့ပြောမှာပေါ့ life တွေပြောင်းသွားတဲ့အခါမှာဒီအလုပ်ကမဖြစ်တော့ဘယ်သူမှလည်းကိုယ်စိန်လေးတော့မထွက်ဘူးလေဆိုတော့ဒီ travel documentation လုပ်ငန်းကအဆင်မပြေတော့တဲ့အခါမှာကျွန်တော်တို့ရဲ့ခစ်ပြောင်း snake ကပြောင်းသွားတယ်စနစ်ပြောင်းသွားတဲ့အခါမှာလောက်ပုံပြောင်းသွားတဲ့အခါမှာအခုဆိုရင်ကျွန်တော်ကဒီ very beginner ပေါ့လေနော်ကျွန်တော်ကိုယ်တိုင်းကလည်း business education ကိုကျွန်တော်သင်ခဲ့ဖို့တော့ဒါနေဘက်ကဒီလုပ်ငန်းကိုယ်တိုင်လုပ်နေတဲ့ skillful person လို့ပြောမှာ skill person ပေါ့ skill person တွေကို online ပေါ်မှာသူရဲ့ digital access digital brand တခုတည်ဆောက်နိုင်ဖို့ကိုကျွန်တော်ကသူတို့ကို target ဘယ်လိုပြော target ကျွန်တော်ရဲ့ target audience ပေါ့လေနော် target customer ထားပြီးတော့သူတို့ coaching လုပ်တယ်ဒီအလုပ်ကိုလုပ်နေပါတယ်ဒါပေမဲ့သူတို့ကို income online ကနေသူတို့ရဲ့ဒီ local market ထဲက income ထက်ကို online ကနေ order တွေရမယ် online ကနေသူတို့ရဲ့ product order တွေရသည့်အထိကိုကျွန်တော်ရဲ့ခုလက်ရှိတာဝန်ယူနေတဲ့အလုပ်ပေါ့လေအဲ့ဒါကိုကျွန်တော် coaching လုပ်နေတယ်ဒါကတော့ကျွန်တော်ရဲ့ဒါ okay one word နဲ့ပြောမယ်ဆိုရင် business coaching လို့ကျွန်တော်ဆိုလိုချင်ပါတယ်ဟုတ်ကဲ့ဒါကတော့အခုမှစပြီးတော့ပြန်ပြီးဒါဒီ business ကိုပြန်ပြီးစနေတာပေါ့လေဒါအရင်ကောင်းတယ်ပေါ့နော်မကွန်ဘာလို့လဲဆိုတော့ကိုတွေးလိုက်တာပေါ့နော်
ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့နေဘက်ကဆိုတယ်လို့မျိုး digital อือฮึ business ဘိုင်းနဲ့တိတ်မသိဘူးပေါ့နော်အခုဝန်ကန်တင်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တယ်လို့မျိုးအများကြီးတယ်လို့မျိုး ဟုတ်ပါတယ် အရန်မအားရပါပေါ့နော် ဟုတ်ကဲ့ အရန်လည်း proud ဖြစ်တယ်ပေါ့နော်ဆက်ပြီးမှစူးစမ်းလို့ coaching တွေများများလုပ်ပေးလို့ Okay very good အရင်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ မွန်ကောင်ပြောရပါတော့အခုမွန်ကောင်က business coaching လုပ်နေဆိုတော့အဲ့အပိုင်းမှာကိုစချင်းလုပ်တော့အခုလုပ်နေပေါ့နော်အဲ့အချိန်မှာအခက်အခဲရပါရရှိ ။အော်အခက်အခဲကတော့အများကြီးပဲ။ဆိုပါဆိုဗျာ။ကျွန်တော်ကခုနပြောတဲ့အချိန်မှာ career change လိုက်တယ်။ဒါပေမဲ့တကယ်လို့ teach change ကိုပဲသွားမယ်ဆိုတော့2020လောက်ကတည်းကနေကျွန်တော်ကsorry 2021လောက်ကနေကျွန်တော် teach change လုပ်တယ်ပေါ့လေနော်။ I'm sorry yes 2021လောက်ကနေကျွန်တော် teach change လုပ်လာတယ်။အဓိကအဖြစ်ဒါ2023လောက်မှာဆိုရင်ဒါ online ရောဒါ school တွေမှာပါ community school တွေမှာပါကျွန်တော် teach change လုပ်တယ်ပေါ့။ so အခုချိန်នេះ teaching လုပ်မယ်ဆိုရင်ကျွန်တော်ရဲ့ income က stable ဖြစ်နိုင်တယ်။ so ဒီပြန်ချိန်တဲ့အခါမှာ visa sorry travel documentation service ကိုပြန်ချိန်လိုက်တဲ့အခါမှာကျွန်တော်အတွက်ကပြန်ပြီးတော့ challenge တွေရှိလာတယ်။ so အခုဆိုရင်ပြန်ချိန်လိုက်တယ်ခင်ဗျာ။အခုဆိုရင်ဒီ business coaching တွေဒါမှ online ကနေကျွန်တော် digital access ကို digital brand တစ်ခုကိုပြန်တည်ဆောက်တဲ့အခါမျိုးမှာဆိုရင် income မရတော့ so ကျွန်တော် background support ပြန်လိုလာတယ် so ကြည့်ရနော် တမန်နေပေါ့နော် ပြန်ပြ career change တဲ့အခါမှာကိုယ်မှာ income ကတော့ဟိုနေပေါ့ပြတ်တောက်သွားပြီပေါ့လေနော်ဆိုတဲ့အခါမှာဒါမိသားစုကနေပြန်ပြီး support လုပ်ရတယ်ပြီးတော့ကိုကဒါကို main ပဲလုပ်နေတဲ့အခါမှာincome မရတဲ့အခါမှာကိုယ့်ရဲ့ဒီ daily sorry သုံးစိတ်လေးတွေလူလာတယ်ဒါလေးတွေပေါ့ဆိုတဲ့အခါမှာကိုကတခြားဝင်ငွေပြန်ရှာရတဲ့အခါမှာအလုပ်ကိုအမြဲတမ်း focus လုပ်လို့မရဘူးပြီးအလုပ်ကလည်းအရှိန်အဟုန်နဲ့ရှေ့မသွားတာမျိုးတွေခါလေးကျရင် consistency ပါပြတ်ချင်လာတဲ့ပုံစံမျိုးတွေဒါ financial လိုအပ်ချက်ကြောင့်ပေါ့လေနော်ဒါလေးတွေလိုတယ်ပြီးတော့အခါမှာbusiness coaching ကိုလုပ်တဲ့အခါမှာဒါကိုယ့်ကို confident မရှိဘူးလားဆိုရင်တော့ရှိတယ်ဒါပေမဲ့လည်းလူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတချို့လူတွေကိုယ်ဘယ်လိုမြင်ပါလဲပေါ့လေနော် first problem ကြောင့်မြန်မာကိုယ့်ရဲ့ကိုတုံးတဲ့ဘာမှမဆိုဟိုနေမှာ language ကမြန်မာလို့ပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့မြန်မာစကားကလည်းဘယ်လိုများတိတ်အဆင်မပြေဘူးဆိုတဲ့အခါမှာပြန်ပြီးမှတကူးတကရေးပြန် practice လုပ်ရတာမျိုးတွေရှိတယ်ဗျာအဲ့ဒါတွေရောပြီးအချိန်အများကြီးပေးရတယ်ဒါကိုဆိုလိုတာကိုဒါကိုယ့်ရဲ့ဒီ client တွေကရောအဆင်ပြေမှာလားကိုတော့ရှေ့ကိုအမြဲတမ်းသွားခြင်းတယ်အရန်မြန်သွားခြင်းတယ်ဒါပေမဲ့လည်းသူ့ကိုသစင်ချင်းဆွဲခေါ်ရတာမျိုးတွေကအစပေါ့လေနော်ဆိုတော့ကိုက product ဆိုတာဘာလဲဒါကို customer တွေကိုဘယ်လိုမိတ်ဆက်ရမှာလဲဒါကိုဘယ်လိုမျိုးကျွန်တော် promote လုပ်မှာလဲ page ထောင်ပြီးဓာတ်ပုံ video တင်လိုက်ရုံနဲ့မပြီးဘူးကျွန်တော်တို့ကရေရှည် plan သွားရတယ်ဆိုတဲ့ပုံစံမျိုးတွေကအစကျွန်တော်တို့ကပြန်ပြီးတော့ဒီawareness ပေးရတယ်ပြီးရင်ဒီကိုယ့်ရဲ့ client ကသူကိုတိုင်ရောသူကိုတူလုံနိုင်တယ်ဆိုတော့ယုံကြည်မှုရှိလာအောင်ကျွန်တော်တို့ကအရင်ဟိုနင်းပေါ့အရင်ဆုံးအစပြုပေးရတာပေါ့လေနော်တခါတည်းဂျုံဆိုပြီးမှဒီ digital brand ဘက်ကိုလောက်ခိုင်းတာမျိုး pressure ပေးတာမျိုးလည်းမဖြစ်ချင်ဆိုတော့သူကိုတိုင်ဒါကိုနားလေလာပြီးယုံကြည်မှုရှိလာပြီးလိုက်လုတ်နိုင်တဲ့အဆင့်ရောက်ဖို့ကိုကျွန်တော်တော်တော်လေးဒါအချိန်ယူရတယ်အဲလိုမျိုးအချိန်ယူပြီးဆွဲခေါ်နေရတဲ့ဂျားထဲမှာကိုက financial တွေပြတ်လာတယ်အဲ့ဒါတွေကတော့ main problem ပဲဟုတ်ကဲ့ဒါပေါ့ financial struggle ဆိုတော့လူတိုင်းမှာရှိရပေါ့နော် yes အဓိကဒီ career changing လုပ်တဲ့အခါမှာ all right my friend ဆန်နေပါရေ sorry ဒီနေ့မှာအရန်ကိုအလုပ်ရှုပ်တဲ့ဂျားကနေကိုကျွန်တော်ရဲ့ဒီ podcast invite ကိုလိုက်ခံပြီးတော့ဒါ Dubai ရဲ့ဒါအပြင်ပိုင်းကြည့်ရင် luxury တွေနဲ့အရန်ကိုလှပတဲ့မြို့ကြီးပေါ့လေနော်သူရဲ့နောက်ွယ်ကနေတကယ် real life နဲ့လက်တွေ့ကြတဲ့အတွေ့အကြုံတွေ perspective တွေကိုဒါလာပြီးတော့မျှဝေပေးတဲ့အတွက်ကြောင့်မို့လို့လေးနက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆိုတော့ပြဆန်ရွက်ပါအနေနဲ့ကောကြည့်ရှုနေတဲ့သူတွေကိုနောက်ဆုံးအနေနဲ့ဗပြောခြင်းလေးခင်ဗျကျမအနေနဲ့ကတော့ဒီတကယ်ချင်းမွန်ကောင်နဲ့ဒီလိုမျိုးလောက်ထား podcast လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါပြီးကြတော့ကိုယ် invitation လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းပြီးကြတော့ဒီpodcast ကိုကြည့်ချင်းအားဖြစ်ပေါ့နော်ဒီ audience တွေလည်းတခုခုတင်ယူရမယ်လို့မျှော်လင့်နေပေါ့နော်ပြီးကြတော့အားလုံးပဲ good luck ပါတကယ်လို့ဒီဘက်လာမယ်ဆိုရင်အားလုံးပဲပို့ပြီးမှကောင်းတဲ့ better life တွေပိုင်ဆိုင်ရပါစေဟုတ်ပါပြီခင်ဗျာကောင်းပါပြီဆိုတော့ဖြင့်ဒါဆန်ရွက်ပံကိုနောက်ဒူဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါတွေ့ကြုံတွေပြီးရင်ဒီ hospitality မှာကြုံရတဲ့ဒီ
knowledge တွေပေါ့လေနော် education တွေကိုဒါမေးမြန်းခြင်းတဲ့အခါမှာဘယ်လိုမျိုး follow လုပ်ရမလဲခင်ဗျဆက်တွေ့လို့ရမလဲ ကိုအနေနဲ့ဆိုရင်တော့ဒီလိုမျိုး page တွေတော့မထောင်ထားဘူးပေါ့နော်ဒါပေမဲ့ကိုရဲ့ Facebook account မှာ Center Ban ဆိုရင် Facebook account TikTok ရဲ့ Instagram မှာဒီလိုမျိုးကိုရဲ့အတွေ့အကြုံတွေ sharing လုပ်တယ်ပေါ့နော်ဒါ hospitality နဲ့ပတ်သက်တာပြီးတော့ကိုဒီဒူဘိုင်းမှာ traveling ပေါ့နော်နေရာတွေဆောက်တဲ့အရာတွေတော့ sharing လုပ်တယ်လို့အမှ follow လုပ်ထားလို့ရပါတယ်ပြီးတော့နောက်ကျရင်ပိုကောင်းတဲ့ content တွေလည်း create လုပ်ဖို့ idea ရှိပါတယ်လို့ Very good. Okay, absolutely great. So okay, so ကြည့်ရှုနေတဲ့သူတွေအားလုံးကိုဒါ Shitset Daily page ဗီဒီယိုလေးပေါ့လေနော် Shitset Daily ဆိုတာကဒါ personal development ကိုအဓိကထားပြီးတော့ဒါဖန်တီးပြီးမျှဝေပေးနေတဲ့ page ဖြစ်တယ်။ So Shitset Daily ရဲ့ idea ကpersonal development ကနေကျွန်တော်တို့ professional development ဆိုတဲ့ level ကိုတွားမယ်ပြီးတော့ business development ဆိုတဲ့အထီးကိုတွားဖို့ဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဘေးနေရာပဲရောက်ဒါအရေးကြီးဆုံးကတော့မိမိကိုယ်တိုင်ဒါ personal development ရှိနေဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ the Shitset Daily ဆိုတဲ့ page မှာ consistency တွေ mindset တွေ financial တွေနဲ့ကျွန်တော်တို့ဒီ productivity တွေကိုနေ့စဉ်မျှဝေနေတဲ့ page ဖြစ်ပါတယ်ဆိုတော့ဒီပိုင်းမှာလက်ရှိအတွေ့အကြုံပေါင်းများစွာနဲ့ဒါနေထိုင်အလုပ်လုပ်နေတဲ့ Center Ban နဲ့ဒီနေ့အချိန်ပေးပြီးတော့လာ podcast မှာတာဝန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒါ podcast များစွာကိုဒါမျှဝေပေးသွားဖို့အစီအစဉ်ရှိပါတယ်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ Center Ban ရေမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ် See you bye